အာသောကမင်းကြီးကိုဘုရားဘာသာဖြစ်ပြောင်းလဲစေအောင်ဟောပြခဲ့တဲ့ဒေသနာလည်းပဲဒီဓမ္မပဒဒေသနာပဲဖြစ်တယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့တတိရှင်အောင်ဗုဒ္ဓရှင်နေမှာလေးလေးစွာကြိုဆိုပါလေအဲ့ဒီကအထူးအဖြင့်အပမာဒဝဲမှာလာတဲ့အပမာရောအမတပရံပမာရောမစ္ဆုနောပရံဆိုတဲ့ဒီတရားပုဂ္ဂိုလ်အာသကမင်းကြီးရဲ့တူတော်တဲ့9နှစ်အရွယ်ရှင်သာမဏေကလေးကမြတ်စွာဘုရားရဲ့ဆုံးမတရားတော်အနေနဲ့ဟောကြားခဲ့တာအာသကမင်းကြီးဟာပထမဆုံးဒီတရားကစပြီးကြားနာခဲ့ရတာဖြစ်ပြီးဘုရားရဲ့ဆုံးမတရားတော်တွေကိုလက်ခံယုံကြည်ပြီးဘုရားဘာသာဖြင့်ကူးပြောင်းခဲ့တာဖြစ်တယ်မြန်မာရာဇဝင်မှာအနောထဘုရင်ကြီးဟာလည်းပဲရှင်အရဟံလို့နာမည်ကြီးတဲ့ရှင်ဓမ္မတတိထံကနေပြီးဒီအပမာရောအမတပရံဆိုတဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်ကိုနာယူမှတ်သားပြီးတော့ဘာသာတရားတော်မှာစိတ်ဝင်စားပြီးသာသနာတော်ထွန်းကားအောင်ဆောင်ရွက်ခဲ့တယ်လို့ရှားဆွေနေတဲ့မှာဒီလိုရေးထားတာဖတ်ရှုရတယ်ပေါ့နော်အဲ့တော့ဓမ္မပဒဒေသနာဟာသိလွယ်မြင်လွယ်ပြီးတော့ဓမ္မရတ္တပေါ်လွင်ရုံမြတ်မကဒီတရားကိုကြားနာလိုက်ရတဲ့အခါမှာဘဝနဲ့ဆက်ဆက်ပြီးဘဝသင်္ကန်းစာတွေကိုရယူနိုင်ကြတာဖြစ်လို့ပန်းမျိုးစုံနဲ့ပန်းဥယျာဉ်ကြီးတွေရောက်တဲ့အခါမှာကိုကြိုက်တဲ့ပန်းလှတွေကိုရွေးချယ်ပြီးလှပတဲ့ပန်းကုန်းတွေကိုတည်ကုန်းနိုင်တယ်လို့ပဲဓမ္မပဒဒေသနာတော်တွေဖတ်ရှုလေ့လာခြင်းအပြင်မိမိရဲ့ယဉ်နဲ့နှလုံးထဲမှာစဉ်းစားစရာတွေအသိဉာဏ်ပွင့်လင်းစရာတွေတွေ့မြင်ကြမှာဖြစ်တယ်အသိဉာဏ်ဖြစ်ဖို့အတွက်စဉ်းစားစရာအကြောင်းအရာ subject matter ဆိုတာရှိရမယ်အဲ့ဒါကိုမှအခြေခံပြီးတော့ဆင်ញင်သင်စဉ်းစားကြတာဖြစ်တယ်ဆင်ញင်စဉ်းစားတဲ့အခါမှာ wisdom လို့ခေါ်တဲ့အသိပညာဖြစ်ပေါ်လာပညာဆိုတာချက်ချင်းဖြစ်တာမဟုတ်ဘူးအကြောင်းအရာတစ်ခုပေါ်မှာဆင်ញင်သုံးသပ်ပြီးတော့မှဒီပေါ်မှာလေးလာသုံးသပ်နောက်ဆုံးမှာမိမိရဲ့ကိုယ်တွေ့တွေနဲ့ပေါင်းစပ်ပြီးတော့ experience ဖြစ်လာလို့ရလာတဲ့အကျိုးအမြတ်ကိုမှ wisdom ပညာလို့ခေါ်တာသင်ယူမှတ်သားလိုက်တာကတော့ knowledge ပဲအဲ့ဒီ knowledge ကနေပြီးတော့ wisdom ဆိုတာဖြစ်လာအောင်ဒါကြောင့်မို့ဓမ္မပဒဒေသနာတော်တွေဟာဒီကနေ့ခေတ်မှာသာမကရှေးခင်ကတည်းကလူတွေရဲ့ဓမ္မအသိကိုအကျိုးပြုခဲ့တာဖြစ်တယ်ကြားဘူးတဲ့ဇာလံလေးတစ်ခုပြောမယ်ဆိုရင်တော့ပြင်သစ်နိုင်ငံမှာမွေးဖွားတဲ့မျိုးသမီးငယ်လေးတူဟာသူတို့မိသားစုဟာတခြားဘာသာဝင်တွေဖြစ်တယ်သို့တော့သဗ္ဗဝါဒနာပါလို့ဒီဓမ္မပဒဒေသနာတော်တွေစုပေါင်းပြီးတော့အင်္ဂလိပ်လိုပြန်ထားတဲ့ကာထပုတ်လေးတွေကိုဖတ်ရှုလေ့လာကြည့်တယ်ဒီကနေ့မှလည်းပဲဘာသာပြန်ထားတာတွေရှိတယ်အင်္ဂလိပ်လိုပြန်ထားတာတွေလည်းရှိတယ်မြန်မာလိုပြန်ထားတာတွေလည်းရှိတယ်အဲ့ဒါလိုပြန်ထားတဲ့အင်္ဂလိပ်ဘာသာပြန်လားသို့မဟုတ်ပြင်သစ်လိုပြန်ထားသလားဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီဓမ္မပဒကိုဖတ်ရင်နဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ဆင်ញင်သုံးသပ်ပြီးသူမိဘတွေကိုပြောတယ်တဲ့အမေတို့ဖေတို့ရှုံကြည်မှုတွေကလွဲမှားနေတယ်ဟောဒီထဲမှာဆိုထားတဲ့ဂေါရမဗုဒ္ဓရဲ့အဆိုမိန့်တွေကသာလဲဘဝနဲ့ဆက်ဆက်ပြီးတော့မှန်ကန်မှုရှိတယ်ဆိုပြီးသူကဓမ္မပဒဖတ်ရင်ဓမ္မအသိဉာဏ်တွေရပြီးနောက်ဆုံးသူကိုယ်တိုင်ဘုရားဘာသာဖြစ်ရောက်လို့မြန်မာနိုင်ငံမှာတောင်းလာပြီးတရားထုတ်သွားတယ်လို့ဆိုတာပြောရေးဆိုစဉ်ရှိကြတယ်မြန်မာနိုင်ငံလာပြီးတရားထုတ်တဲ့အချိန်ကခဏခေတ်လူရှိတာစခန်းနေတရားစခန်းနေပေါ်များများမရှိဘူးတရားချင်းတဲ့ဆရာတော်ကြီးတွေဟာသ
သေတပင်ရင်ဝါရပင်အောင်တောတောင်နေတဲ့မှာနေထိုင်ပြီးတော့တရားကျင့်ကြတာဖြစ်တယ်လာရောက်ပြီးစိကပ်မေးမြန်းတဲ့အခါမှာသူတို့ကျင့်တဲ့တရားကိုဟောပြောလို့ရှိကြတယ်အဲ့ဒီမျိုးသမီးလေးရောက်လာတဲ့အခါမှာအဲ့ဒီခေတ်မှာတရားထုတ်လို့နာမည်ကြီးနေတဲ့ဆရာတော်ကတော့စကိုင်းတောင်ယုမဟာကဏ္ဍယုကျောင်းဆရာတော်ကြီးပဲဖြစ်တယ်ပေါ့အဲ့ဒီမဟာကဏ္ဍယုဆရာတော်ကြီးဆိုတာအမရပူရကျမ်းပေါင်းများစွာရေးသွားတဲ့မဟာကဏ္ဍယုဆရာတော်ရဲ့ဆရာဥပိ္ပစေဆရာပဲဖြစ်တယ်ပေါ့အဲ့ဒီဆရာတော်ကြီးစီလာပြီးစိကပ်ပြီးဆရာတော်ကြီးပေးတဲ့ဤစနစ်တိုင်းမြန်မာပြည်မှာတရားထုတ်သွားတယ်လို့ပြောရေးဆိုစဉ်ပြောရိုးဆိုစဉ်ရှိကြတယ်အဲ့တော့ဆိုလိုတာကဘေးရဝဲဖြစ်ဖြစ်ကိုသိထားတဲ့အကြောင်းအရာတစ်ခုဆင်ញင်သုံးသပ်မှုဟာအရေးကြီးတယ်ပေါ့နာယူမှတ်သားရုံနဲ့ကိစ္စမပြီးဘူးကြားနာပြီးတဲ့အခါမှာဆင်ញင်သုံးသပ်မှုလုပ်ရတယ်ဟုတ်သလားမဟုတ်ဘူးလားဘာကိုဆိုလိုတာလဲအဓိပ္ပာယ်လေးနဲ့ဆင်ញင်သုံးသပ်ကြည့်ပြီးတော့လက်တွေ့လိုက်နာဖို့လိုအပ်တယ်သီဝရီအနေနဲ့ကောင်းတော့လည်းပဲpractical ဆိုတာမရှိဘူးဆိုလို့ရှိရင်အကျိုးဖြစ်ထွန်းမှုကနည်းတယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်သိတော့သိလိုက်တယ်အသုံးမပြုဘူးဆိုတဲ့အခါမှာအကျိုးရလဒ်ကတော့ပြည့်စုံအောင်ရမှာမဟုတ်ဘူးပေါ့နော်အယတကိုခံစားတတ်မှဓမ္မရတပေါ်လွင်အောင်ခံစားတတ်ပြီးဆိုရင်ကိုယ့်ရဲ့ဘဝသင်္ကန်းစာကိုလည်းပဲရယူနိုင်ကြမှာဖြစ်တယ်ပေါ့ဒီကနေ့ပိုင်း64မှာစတင်ပြီးတော့နာယူအမှာတော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကိုမြတ်စွာဘုရားကပိလိဝနန်းတော်မှာဟောခဲ့တဲ့တရားနှစ်ပုဒ်ကစပြီးနာယူကြမှာဖြစ်တယ်ခမည်းတော်မင်းတရားကြီးကိုရှင်းပြတဲ့ပထမဆုံးတိုင်းတော်ပြည်တော်ပြန်ရောက်ပြီးတဲ့အခါမှာဘုရားဘာသာမဟုတ်သေးတဲ့ခမည်းတော်ကြီးကိုရှင်းပြပြီးအစဉ်လာအဖြစ်ကျင့်သုံးတဲ့ယန္နာယဟန်သူတော်စင်တို့ရဲ့အကျင့်တရားနဲ့ပတ်သက်ပြီးတော့ရှင်းပြတာတော့လောကမှာအမှန်တရားဆိုတာကတော့ရှိတယ်အမှန်တရားနဲ့ဝေးနေတဲ့အခါမှာလူတွေဟာထူးဆန်းနေသလိုဖြစ်တတ်တယ်ပေါ့ဘုန်းကြီးမမြင်ဘူးတဲ့ဒေသတွေမှာဆိုရင်ဘုန်းကြီးကိုထူးဆန်းလို့ချီကြမှာနော်မြင်မှုတဲ့နေရာတွေကဒါယဟန်တန်ကဘုန်းကြီးဆိုသိကြဒီကမြတ်စွာဘုရားစတင်ကြွသွားတဲ့အချိန်တုန်းကလည်းယဟန်တန်ကဆိုတာတွေ့ဘူးတဲ့အနေထားမရှိသေးဘူးသူတို့စီမှာလည်းသာသနာမှမပေါ်သေးတော့ထူးထူးဆန်းဆန်းပဲဖြစ်နေတယ်မြတ်စွာဘုရားကြွသွားတာလည်းပဲယဟန်တန်ကတဲ့1000ခြံရနဲ့ကပိလိကိုကြွသွားတာဖြစ်တယ်မြတ်စွာဘုရားအရင်ဆုံးဆွေတော်မျိုးတော်တွေနဲ့တွေ့ဖို့တပေါင်းလာပြီကျော်တရက်နေ့မှာရာဇဂိုကနေစတင်ခီးထွက်တယ်45ရုဇဏကွာလှမ်းတဲ့ဒေသကိုဖြည်းဖြည်းချင်းကြွပြီးတော့2လရှိတဲ့အခါမှာတပေါင်းလာတကူလာပြီးတော့တရက်နေ့ကနေစပြီးတကူလာကနေကဆုံလာပြီးနေ့မှာကပိလိကိုရောက်တာရောက်ချင်းတာဂဝေမင်းကြီးကတိတ်တထဟာငါတို့တူပဲငါတို့ညီပဲငါးရငယ်တဲ့ဆိုပြီးတော့လာရောက်ပြီးတော့ကြိုးဆိုကြတော့လည်းပဲ respect မလုပ်ကြဘူးဘောင်းတောင်းမလုပ်ဘူးရှ िख ိုးကြဘူးပေါ့နော်ရှ िख ိုးတဲ့လေးထားမရှိဘူးသူတို့ဆွေမျိုးတူနန်းတော်ကထွက်သွားပြီးတော့မဂရတိုင်းမှာတရားကျင့်လို့ဖျားဖြစ်တယ်ဆိုတဲ့သတင်းတရားတွေလိုက်ဟောနေတယ်ဆိုတဲ့သတင်းဒီသတင်းပဲသူတို့ကြားထားတယ်
ရောက်လာတဲ့အခါကျတော့အရင်တော့မင်းသားအသွင်နဲ့မဟုတ်ဘဲနဲ့ခေါင်းကလည်းဆပင်ပြောင်းဆပင်ရိတ်ထားတယ်အဲ့တော့ရိတ်ထားတဲ့ဆိုတဲ့နေရာမှာမြန်မာပြည်မှာထုလုပ်ထားတဲ့ရုပ်ပွားတော်တွေကိုကြည့်ပြီးတော့မြတ်စွာဘုရားဟာစတုံးနဲ့လို့ထင်တဲ့လူတွေကလည်းရှိတယ်နော်စတုံးနဲ့လို့ထူဒါတော့ဗပုဆရာတွေကထူတာတီဟိုရုပ်ပွားတော်အိန္ဒိယရုပ်ပွားတော်တို့ဗမာပြည်ထုလုပ်တဲ့ရုပ်ပွားတော်တွေနည်းနည်းပါးပါးကွဲပြားပကံခေတ်ကမြန်မာနိုင်ငံမှာထူတဲ့ရုပ်ပွားတော်တွေကစတုံးမဟုတ်ဘူးအချောင်းကလေးတွေတတိထားပြီးလိမ့်မယ်နော်အဲ့တော့ဒီပုံစံတွေကတော့ဗပုဆရာရဲ့စိတ်ကူးနဲ့ပဲထုတ်တာကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားခေါင်းမှာဆပင်ကလက်နဲ့တစ်လောက်ပဲရှိတယ်လက်နဲ့တစ်လောက်ကတော့ရှိတယ်လက်နဲ့တစ်လောက်ဆိုတော့ကတုံးဆက်တော့ပုံစံမျိုးပဲဖြစ်တယ်နော်ဆက်တုံးမရှိဘူးတောထွက်တုံးကရှေးတုန်းကတော့ဆန်တုံးနဲ့ထားတာဆိုတောထွက်တဲ့အခါမှာအဲ့ဒီဆန်တုံးကိုကင်ပြီးတော့အရင်ကနေပြီးတော့ဖြတ်လိုက်တာဖြတ်လိုက်တဲ့အခါမှာလက်နှစ်သိလောက်ဆံမင်းလေးတွေဟာဖီးပြီးတော့စီးထားတဲ့အတိုင်းလေးခေါင်းမှာပြိုကျမသွားခုခေတ်ကတော့ကော်ရီနဲ့ဗာရီနဲ့ကပ်ပြီးထောင်ကြတယ်လေဆိုရင်ထောင်ကြတယ်ကလေးတွေအခုတော့နဲ့သိထောင်တာသိမတွေ့ကြပြန်နော်အရင်ကတော့ထောင်တယ်မိုးထီအောင်ထောင်တယ်ဆိုရင်ကိုကော်ကပ်ပြီးထောင်ထားတဲ့ဆိုရင်အထောင်ကလေးတွေနဲ့အခုသိမတွေ့ကြဘူးအဲ့ဒီဟာအဲ့လိုမြတ်စွာဘုရားကြတော့ထူဆန်းတဲ့အနေထားနဲ့စတုံးကိုဖြတ်လိုက်တဲ့အခါမှာစတုံးထုံထုံကစုထားတဲ့ပုံစံလေးအတိုင်းဆပင်ကပြေကျမသွားပဲနဲ့အဲ့လိုစုစုချွန်ချွန်လေးဖြစ်ကြရင်တယ်တီဟိုကရုပ်ပွားတော်တွေကြတော့အဲ့ဒီပုံစံပြတာနော်ပကံခိကရုပ်ပွားတော်တွေလည်းအဲ့ဒါကိုပြတာနောက်ပိုင်းရောက်တော့စတုံးပုံစံထက်ထူတာဘာလို့ဆိုဖះရဲ့သပင်ကအယောင်ဖိတ်ဖိတ်တောက်နေတာကိုကြည့်ပြီးမြတ်စွာဘုရားရဲ့သပင်ကထွက်တဲ့အယောင်ကကေတုမာလရောင်လျံလို့ဆိုပြီးအဲ့ဒီရောင်ကြီးပါထက်ထူတော့စတုံးကြီးလို့ဖြစ်သွားအမှန်တော့သူများတွေကစူးစမ်းမေးမြန်းတဲ့အခါကျတော့ဖြေရမှာတော့ဖះစတုံးနဲ့မဟုတ်ဘူးမုံဒလို့ဆိုတဲ့အတိုင်းဆပင်ရိတ်ထားတဲ့ဆံပင်အတူလေးဒီကနေ့ခေတ်မှာအိန္ဒိယနိုင်ငံကတိရိလင်္ကာကဘုန်းကြီးတွေယဟန်ငယ်တွေကဗမာပြည်မှာလို့ခေါင်းကိုပြောင်းအောင်မရိတ်တော့ပဲနဲ့ဒီဆမင်တူတို့ညှက်ထားတဲ့ကတုံးဆက်တော့လို့ခေါ်ကြထမရဲ့အဲ့မျိုးလေးရှိတယ်နောက်ကနေကြည့်ရင်လူလို့အောင်မေ့နေရတခါလေသင်္ကန်းမမြင်ရသေးရင်လူလို့အောင်မေ့ဝိနည်းစည်းကမ်းအနေနဲ့ပြောမှဆိုရင်မြတ်စွာဘုရားပြောင်းအောင်ရိတ်เสียမလိုပဲနဲ့ဝိနည်းနဲ့ဆပင်ကိုဘယ်တိုင်းထာထိထားနိုင်တော့ဆိုရင်အရှိကလက်နှစ်သစ်ထီအောင်ထားလို့ရတယ်လက်နှစ်စစ်ထီအောင်ထားလို့ရတယ်လအားဖြင့်ဆိုရင်2လဒီတဲ့တော့ပိုးမရှိရဘူးအချိန်အားဖြင့်လည်း2လတဲ့ပိုးမထားရဘူး2လပြည့်ရင်ရိတ်ရမယ်အရှိအနေနဲ့ကလည်းသပင်တန်လို့ရှိရင်ပို့ပြီးတော့လင်းလင်းမြန်မြန်ရှည်သွားလို့ရှိရင်လက်နှစ်သစ်ကြော်ရင်လည်းရိတ်ရမယ်2လပြည့်ရင်လည်းရိတ်လက်နှစ်သစ်ရှိရင်လည်းရိတ်လက်နှစ်သစ်တည်းလည်းမပိုးစရာဘူးလို့ဝိနည်းစည်းကမ်းမှာအဲ့လိုဆုံးဖြတ်တာတတ်မှတ်ပေးထားတယ်ဘာလို့လဲဆိုရင်ဖះလက်ထက်ကဆန်းရှည်ကိုတော်ကြီးတွေပေါ်လာခဲ့တဲ့ဆပင်ကြီးတွေခေါင်းမရိပ်ဖက်နဲ့ဆပင်အရှိလိုက်ကြီးထားတဲ့ကိုတော်တွေပေါ်လာတယ်ခဏခေတ်မှလို့ပေါ့နော်ရှည်တဲ့လူကရှည်ကိုကြိုက်တယ်လို့ကိုကြိုက်တာကိုလုံးနိုင်ခွင့်ရှိတယ်နောက်ပိုင်းရောက်တဲ့အခါကျတော့အဲ့ဒီဆန်းရှည်တွေကိုဥပရိလုပ်ပြီးတော့ထားခွင့်မပြုတော့သတ်မှတ်လိုက်တယ်ရဟန်းတော်တစ်ပါးဟာဆပင်လက်နှစ်သစ်ပဲထားရမယ်လက်နှစ်သစ်ပဲထားရမယ်လအားဖြင့်2လမှာတစ်ခါရိတ်ရမယ်လို့အဲ့ဒီသတ်မှတ်ချက်အတိုင်းထားအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲလက်နှစ်သစ်တိုင်းတာရှိတယ်ဘုရားကြတော့ရှေ့ဆရာမလို့တော့ဘူး
တောထက်တုန်းကဖြတ်လိုက်တဲ့ဆိုရင်ကရှေ့ထွက်မလာတော့နောက်ထပ်ထွက်မလာတော့လှီးထားတဲ့အတိုင်းလေးပဲရိပ်ဖြတ်ထားတဲ့အတိုင်းလေးပဲနေတယ်ပြိုလဲပြီးတော့လဲကြမသွားတော့ထူးဆန်းတဲ့အနေထားနဲ့ဆံမင်းကဖီးပြီးတော့စုထားသလိုအဲ့ဒီပုံစံပဲကြံတယ်ဘေးကနေကြည့်ရင်မြတ်စွာဘုရားကိုပုံနာတွေကဒါမုံဓာလို့ပဲခေါ်တယ်မုံဓာဆိုတာကတုံးဆံမင်းကိုရိပ်ဖြတ်ထားတယ်အဲ့တော့ဘုရားရဲ့ရုပ်တုတော်မှာစတုံးဖြစ်နေတာတော့ဗဗုဆရာရဲ့ကောင်းမှုနဲ့ဖြစ်နေတာမြတ်စွာဘုရားရဲ့ပုပ္ပန္တနာအဲ့တော့စတုံးမပါဘူးလို့ပဲမှတ်ရမှာဖြစ်တယ်နော်ဒါတွေမကဘူးလှကျင်တော့နှခမ်းဤဆေးဆိုးလိုက်သေးတယ်ပြီးတော့ကျုပ်သွားတော့တယ်ပါဒါတွေကတော့မှန်းဆပြီးတော့ဘုရားရဲ့ပုံဆိုပြီးတော့ထုကြလှုပ်ကြတဲ့လူတွေရဲ့ဒီစိတ်ကူးရှိရလှုပ်တဲ့သဘောမုဒ္ဒရာဆိုတာတွေလည်းပဲတချို့ဟာတွေကစားရဲပါတာမဟုတ်ဘူးစားရဲမပါပဲနဲ့မုဒ္ဒရာမျိုးစုံဆိုပြီးတော့ကိုယ်ဝဲကြတာရှိတယ်လေတော့ဒီနာဆွဲတော်ဖရားလည်းပဲသွားပြီးတော့ဖူးကြည့်မုဒ္ဒရာမျိုးစုံရှိတယ်ဒါတွေကဗဗုဆရာတဲ့အနေထားကိုကြည့်ပြီးဗာမုဒ္ဒရာညာမုဒ္ဒရာနဲ့သတ်မှတ်ပြီးတော့လုပ်ကြတာရုပ်တုပညာရအနေနဲ့ဆွဲခေါ်တဲ့ဟာတွေဒါဖြစ်တယ်စာပေကျမ်းကမှလာတဲ့ဟာလို့ဒီလိုတော့မဟုတ်ဒါပေမဲ့မုဒ္ဒရာမရှိဘူးလားဆိုစာရဲပေထဲမှာလာတဲ့မုဒ္ဒရာဟာပါဠိတော်မှာ2ခုနဲ့အထက်ကရာမှာ1ခုတွေ့ရတယ်ပိဋကတ်ထဲကအထောက်ထားပြပါဆိုရင်ပြနိုင်တယ်တပည့်စကြာတရားဟောပြီးတဲ့အခါမှာရှင်ကုဏ္ဏညကမြတ်စွာဘုရားဟောတဲ့တရားကိုသူသဘောပေါက်သွားပြီဖះကိုယဟန်ရှင်ယဟန်ဖြစ်ခွင့်တောင်းတယ်ကြံတဲ့ပိဿဝဂီတွေကမတောင်းသေးဘူးရှင်ကုဏ္ဏညတပါးပဲတရားသဘောပေါက်ပြီးတော့သာသနာ့ဘောင်ဝင်ခွင့်ပြုပါယဟန်ဖြစ်ပြရစေဆိုအဲ့ဒီမှာမြတ်စွာဘုရားလက်ရရဲ့ထိုင်ရဲဖယ်လက်ရပဲလမ်းကိုလက်ကိုဆန့်တန်းပြီးတော့အေဟိဘိက္ခုဝင်ခွင့်ပေးလိုက်တယ်လာသွားခါတော့ဓမ္မောငါဟောတဲ့တရားဟာအမှားယွင်းမရှိဘူးမမှန်ကန်ဟောထားတဲ့တရားဖြစ်တယ်စရဗြဟ္မစရိယံသမ္မာဒုက္ခတအတ္တကရိယာယဆင်းရဲဒုက္ခကိုမှန်ကန်တဲ့ဤနဲ့အဆုံးသတ်ဖို့အတွက်မဂ္ဂင်၈ပါးမြတ်သောအကျင့်တရားကိုကျင့်ပါလို့အဲ့ဒီစကားလေးနဲ့ရှင်ကုဏ္ဏညကိုယဟန်ဖြစ်ခွင့်ပြုလိုက်တာအဲ့ဒီအချိန်မှာလက်ရလက်ကိုဆန့်တန်းတယ်ဆိုတာမုဒ္ဒရာတစ်ခုပဲလို့ပြောဒါကိုအေဟိဘိက္ခုမုဒ္ဒရာလို့ပြောလို့ရတယ်ပေါ့နော်နောက်ပါဠိတော်ထဲမှာပါတဲ့မုဒ္ဒရာ2ခုကပါတော့ရှင်မကတ္တဗရဲ့အကြီးချင်းတွေကိုတန်ခါပရိသတ်ထဲမှာမြတ်စွာဘုရားဟောတယ်ကတ္တဗဟာတဲ့ဘယ်တရားရကမမတွေ့တာဘူးသူကအမြဲတမ်းဆွမ်းခံဖုံးပေးတာဘယ်အိမ်မှတက်ပြီးတော့ဆွမ်းစားတာမရှိဘူးလမ်းမှာပဲလောင်းနဲ့ဆွမ်းနဲ့ပဲသူချိန်တတ်တယ်ဆွမ်းစားပြီးရင်လည်းမလိုက်ဘူးအဲ့တော့ဆွမ်းခံပြီးတော့ရတဲ့ဆွမ်းနဲ့စားသည့်အတွက်ကြောင့်သူ့မှာယဉ်နေတဲ့တရားတော်မှတရားမှမရှိဘူးအဲ့ဒါကိုမြတ်စွာဘုရားကတ္တဝဟာသူ့ကိုကိုးကွယ်တဲ့တရားတော်မှတွေနဲ့တွေ့တာမှုကန့်ညှိမှုမရှိဘူးလာဟာကောင်းကင်မှာသူ့လမ်းကြောင်းအတိုင်းပဲသူသွားတယ်လမ်းကြောင်းပြောင်းပြီးတော့ဟိုကျေနာသွားဒီကျေနာသွားတာယာနေခတ်ဒေနာသွားတာမရှိဘူးတဲ့လာဟာသူ့လမ်းကြောင်းပဲသွားတယ်ကတ္တဗဟာလည်းပဲလာလို့ပဲသူ့လမ်းကြောင်းသူသွားတယ်ဆိုပြီးနောက်တစ်ခါယဟန်တွေကိုကြည့်ဆိုပြီးတော့မြတ်စွာဘုရားလက်ကလေးကိုလက်ကိုတစ်ဖက်ကိုထောင်ပြီးတော့ရမ်းပြတယ်လှုပ်ပြတယ်ကြည့်ငါလက်ဟာကောင်းကင်မှာဆိုရင်ဘယ်မှမညှိဘူးကတ္တဗရဲ့စိတ်ဟာလည်းပဲဘသူပေါ်မှာညှိတွေ့တာတန်ရုံးစင်ဆိုတာမရှိဘူးလို့ဟုတ်ရဟန္တာဆိုတာတန်ရုံးစင်မရှိတာတော့မှန်တယ်သို့တော်လည်းပဲတရားတော်မှနဲ့ဆက်ဆံမှုတောင်မရှိလို့တွေ့တာမှုမရှိဘူးလို့ပြောတာဒီပြင်ယဟန်တွေကယဟန္တာပဲဖြစ်ပေပြီတရားတော်မှတွေနဲ့ဆက်ဆံမှုလေးတွေရှိကြတယ်ပေါ့နော်ဆက်ဆံမှုရှိတယ်
အဲ့တော့ရှင်မကတ္တဗကတော့ရှင်းရှင်းပြပြနေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအာကာတိပါဏိစလိတဝါဆိုကောင်းကင်မှာလက်လေးကိုလှုပ်ရမ်းပြပြီးတော့ကတ္တဗဟာဟောဒီလက်ကောင်းကင်မှာဘယ်ရနဲ့မှမညှိတွယ်သလိုသူစိတ်ဟာလည်းပဲဘယ်တရားဓမ္မပေါ်မှာညှိတွယ်မှုမရှိဘူးဆိုပြီးတော့အဲ့ဒါမௌဒရာတစ်ခုပဲလက်ထောင်ပြီးလှုပ်ပြတာလက်အမူအရာတစ်ခုနောက်တစ်ခါသစ္စကပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကိုအပြစ်တင်မိုးလာတာသို့တော့နောက်ဆုံးမှာသူအပြစ်မတင်ရခင်မြတ်စွာဘုရားကသူ့ကိုမေးခွန်းနေမေးလိုက်တဲ့အခါမှာသူမဖြေနိုင်လို့ဒုက္ခရောက်တယ်အဲ့ဒီအချိန်မှာသူဟာမဖြေနိုင်လို့ခေါင်းငိုက်ဆိုင်ကြပြီးတော့ငုတ်တုတ်ကြီးထိုင်းနေတဲ့အခါမှာမြို့တဲတုန်းကဘုရားနဲ့မတွေ့ခင်ကသူပြောခဲ့တဲ့စကားတွေကရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားသိတော့သစ္စကကိုပြောတာငါမေးတဲ့မေးခွန်းကိုအရင်ဖြေပါမေမြို့တဲတုန်းကပြောခဲ့တယ်မဟုတ်လားအယူဝါဒနဲ့ငါမေးခွန်းမေးလိုက်ရင်ဂေါရမဟာချွေးပြန်သွားမယ်လို့မင်းပြောခဲ့တယ်မဟုတ်လားအခုမင်းချွေးပြန်နေပြီငါမှချွေးတစ်ဆက်မှမထွက်ဘူးဆိုပြီးတော့လက်ပင်ကသင်္ကန်းစာလေးကိုလက်နဲ့လှပ်ပြီးတော့ပြတယ်အဲ့ဒါမௌဒရာတစ်ခုဒါပါဠိတော်မှာပါတယ်မௌဒရာဘုရားရဲ့လက်အမူအရာနှစ်ခုဟာပါဠိမှာဒီလိုပါတယ်ဒါဗဟုသုတပေါ့နော်ပိဋကသုံးပုံမှာအဲ့ဒီနှစ်ခုကတော့ရှိတယ်အထက်ကရာမှာရှင်ကုဋ္ဌညလက်ရလက်ဆန်တတ်ပြီးခေါ်တာတစ်ခုအဲ့ဒါလို့မြတ်စွာဘုရားရဲ့ပုံပန်းတန်တာအနေထားတွေကစာပေကျမ်းကမှကြည့်မယ်ဆိုရင်တော့ပုံဖော်လို့အနည်းငယ်ရနိုင်တယ်ပေါ့သို့တော့ဘုရားရဲ့ပုံသဏ္ဍာန်ကိုဖူးမြော်ရတဲ့အခါမှာဘုဘူးဆရာတွေရဲ့လက်ရာကိုပဲပုံတူဓာတ်ပုံကလည်းရှိတာမဟုတ်သည့်အတွက်ကြောင့်တူအောင်လုပ်ဖို့ကလည်းမလွယ်နိုင်တဲ့အတွက်ဘုရားရဲ့ရုပ်ပွားတော်ကိုဘာခေါ်ရုံးလို့ဆိုဗုဒ္ဓ image လို့ပဲသုံးတယ်ဗုဒ္ဓ statue လို့မခေါ်ရအောင်နော်တချို့အဲ့လိုသုံးတာတော့နှစ်ခုသုံးတတ်တယ်ဗုဒ္ဓ statue ဘုရားရုပ်ပွားတော်ဗုဒ္ဓ image အဲ့တော့ image လို့သုံးတာကိုပိုကြိုက်ကြတယ်ဘာကြောင့်လို့ဆိုရင်စိတ်ကူးနဲ့ပုံဖော်ထားတဲ့အရာstatue ဆိုတာတော့ပုံတူဖြစ်သွားတယ်နော်မြန်မာနိုင်ငံမှာဒီဘိုးကျောင်းအောင်ဆန်းရုပ်တုပုံတူထုထားတာရှိတယ်လေတခြားနိုင်ငံတွေမှာလည်းသူတို့ရဲ့ခေါင်းဆောင်တွေကိုပုံတူထုထားကြတာရှိတယ်အဲ့ဒါတွေကတော့ statue ပုံတူထုထားတဲ့ဟာဒါကြတော့မှန်းဆထားတဲ့ image သာဖြစ်တယ်ပုံတူမဟုတ်ဘူးလို့ဆိုရမှာဖြစ်တယ်ဒါမို့အသုံးနှစ်ခုရှိတယ်ဗုဒ္ဓ image လို့ပဲသုံးရတယ်ဗုဒ္ဓ statue လို့မသုံးဘူးတချို့လည်းအလွယ်တကူဗုဒ္ဓ statue လို့ပဲသုံးလိုက်တယ်ပေါ့နော်ဒီအဲ့လိုမြတ်စွာဘုရားရဲ့ပုံပန်းတန်တမှာကြီးညိုပွဲရာတည်ငြိမ်တဲ့အနေအထားနဲ့မှန်းဆပြီးတော့ပကြီးဆရာရေးပပုဆရာထုအဲ့လိုလုပ်ပြီးတော့ကိုးကွယ်ကြရတာဖြစ်တယ်အဲ့တော့ကပိလဝတ်နန်းကိုမြတ်စွာဘုရားရောက်သွားတဲ့အခါမှာခေါင်းကလည်းကရုံးဖြစ်နေတယ်ဝတ်ထားတဲ့အဝတ်ကြီးကလည်းပဲတာမန်ရှေးကြတဲ့အဝတ်ကြီးဖြစ်နေနော်ရှေးတုန်းကတော့ရှေးကလူတွေဝတ်ထားအခုလိုတင်တိုင်းဆိုတဲ့စွတ်တဲ့အင်ကြီးမျိုးအဝတ်မျိုးမဟုတ်ဘူးဆောင်းလိုဟာကိုပတ်လိုက်တာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလို့သင်္ကန်းလို့ပေါ့ခွင်းချုပ်ထားတာမဟုတ်ပဲနဲ့ဒီတိုင်းပတ်တဲ့အဝတ်ဟာရှေးကြတဲ့အဝတ်ပဲအဲ့ဒီဝတ်နဲ့ဆိုမမြင်ဘူးကြတဲ့ပုဂ္ဂိုလ်တွေကထူးဆန်းကြတယ်အဲ့ဒါလို့မြတ်စွာဘုရားနဲ့တွေ့ဆုံတဲ့အခါမှာဆွေတော်မျိုးတော်တွေကရှ िख ိုးဝှချခြင်းမလုပ်လို့မြတ်စွာဘုရားက
ဆွေတော်မျိုးတော်တွေရဲ့မာမာနနှိမ်ချို့တဲ့အနေနဲ့ရှင်မီးအစုံတကိုးပြတွေဟာပြတယ်ထူးဆန်းတဲ့စွန့်ရည်တတိကိုပြတယ်အဲ့ဒီကြတော့မှငါညီပဲငါတုပဲတို့စီရသွားတဲ့လူပဲဆိုတဲ့အထင်သေးမြင်သေးဆက်ဆံမှုတွေကပျောက်သွားတယ်လို့ဆိုတာလေးစားလာကြတယ်ပေါ့။အော်စွမ်းတကူဒီလောက်ကြီးတာပဲဆိုပြီးလူတွေကစွမ်းတကူကြမှာလေးလာတာသိတာစွမ်းတကူကြမှာအထင်ကြီးတာပညာရည်ချင်းကမြင်လို့ရတာမဟုတ်တော့အထင်မကြီးဘူး။ဒါသဘာဝပဲပညာဆိုတာဘာနဲ့တူတော့ဆိုရင်စားနဲ့တူတယ်။စားဆိုတာဟင်းတိုင်းမှာလည်းပါတယ်အစားအစာတိုင်းမှာစားပါသို့တော့စားကြီးစားရတယ်လို့ရှိမှမရှိတာစားပေါ်ပြလာမဖြစ်ဘူးသို့တော့သူမပါရင်လည်းပေါ်ပြက်ပြက်နေသူပါနေရတယ်ပါသမျှလည်းသူကမြုပ်နေတယ်ဒါမို့ပညာရှိကိုစားနဲ့ပဲဥပမာပေးတာနော်စားနဲ့ဥပမာပေးတာပညာရှိကလည်းနေရာတိုင်းမှာမြုပ်နေတယ်သူ့ကိုပဲချိန်ကြမှာသိရတော့ဆိုမေကုံမေးတဲ့အခါမှာဖြေရှင်းနိုင်တဲ့အခါမှာပညာရှိရဲ့အရေးချင်းကိုသိကြပြဿနာဖြေရှင်းနိုင်မှပညာရှိရဲ့အစွမ်းစားကိုသိကြတာဒီတိုင်းနေဆိုရင်မသိဘူးဟင်းတို့အစားအစာတို့ဆိုလည်းပဲစားရဲ့ဂုဏ်တတိကိုမြည်ကြည့်မှပဲသိတယ်စားမပါဘူးဆိုပေါ့ပြက်ပြက်ဖြစ်နေရောစားလိုက်ခါမှအချို့ကလည်းလေးတယ်အချင်းလေးကလည်းအဆင်ပြေတယ်အငံလေးပါမှဆိုတာဒါစားရဲ့ဂုဏ်တတိသို့တော့အဲ့ဒီစားမြင်ရလားဆိုမမြင်ဘူးတချို့အိမ်ရှင်မတွေပြောကြတယ်တဲ့တို့အိမ်စားဝယ်တာဝယ်ရတယ်တခါမှလည်းမစားရဘူးဆိုစားတာမှရှိမှမရှိတာဟုတ်စားရလို့စားတာမှရှိမှမရှိတာဒါပေမဲ့စားအိုးကြီးကတူကုန်းသွားပြန်ရောကုန်းသွားတာပဲဟိုဟင်းခတ်လိုက်ဒီဟင်းခတ်တယ်ဟိုထဲထည့်လိုက်ဒီထဲထည့်လိုက်နဲ့စားကုန်းသွားတာပဲအဲ့တော့စားဝယ်တာဝယ်ရတယ်စားရတယ်မရှိဘူးဆိုတာဟုတ်တယ်မြုပ်နေတာပညာရှိရဲ့သဘောလည်းအဲ့ဒါပဲတဲ့ပညာရှိဆိုတာသူ့မပါရင်ပေါ့ပြက်ပြက်ဖြစ်နေတယ်သူပါမှလေးတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ရည်ချင်းကိုသိတဲ့ပုဂ္ဂိုလ်ဟာရှားတော့အစွမ်းတကူထုတ်ပြတဲ့အခါမှာအလုံးကလက်ဥချီလာကြသို့တော်လည်းဘုရားနဲ့တွေ့ပြီးတော့မြတ်စွာဘုရားကဏိကြောရယုံကျောင်းဘက်ဥယျာဉ်ဘက်ကိုပြန်ကြွသွားတယ်နောက်တည်းဆွမ်းကပ်ဖို့ဆိုတာဘသူကမှတောင်းမယူသုတ္တရဏမင်းကြီးကလည်းလူတော်ကအတွေ့ပေါ့ငါသားလာလို့ရှိရင်ငါအိမ်မဲလာမှာပဲလို့လူတော်ကတော့လိုပဲတွေးမှာပဲလေကိုယ့်ရင်ကိုပြန်ထွင်းစားတာဒါအဲ့ထုံးစံလို့ဖြစ်တာနော်အဲ့တော့သူရောက်လာတယ်ဟုတ်တယ်နေ့ဖြင့်ငါမနေ့စာအတွက်အစင်းသင်းပြင်ထားတယ်ဒါပေမဲ့ကြွပါလို့မဖိတ်ဘူးမဖိတ်တော့မြတ်စွာဘုရားနောက်တည့်မိုးလင်းတဲ့အခါကျစဉ်းစားတယ်ငါ့ကိုသူမှပိတ်တာမဟုတ်ဘူးအဲ့တော့ဘုရားရဟန္တာတွေဆိုတာဆွမ်းခံစားတဲ့အလေးထားရှိတယ်လေးထားရှိတော့ဘယ်သူမှလည်းပိတ်တာမရှိသည့်အတွက်ကြောင့်တန်ဃာတွေခြံရံပြီးတော့ကပိလိဝမြို့တွေကိုဆွမ်းခွင့်ဝင်တယ်ဆွမ်းခံတယ်ဆိုတာကြားကောင်းအောင်ခေါ်တာထမင်းလိုက်တောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်ပြန်တယ်နော်ဒါမို့တပိတ်ကိုနိုင်ငံသားတွေကဘာသာပြန်တဲ့အခါဘက်ကင်းဘိုးလို့ပြန်တယ်တောင်းစားတဲ့ခွက်ကြီးလို့ပြန်တာနော်အင်္ဂလိပ်လိုပြန်တဲ့အခါဘက်ကင်းဘိုးလို့ပြန်တော့ဘက်ကင်းဘိုးဆိုတော့သိမကောင်းလို့နောက်ပိုင်းဘုရားဘာသာနိုင်ငံတွေက arms collection ဟိုအဲ့ဒီလိုနားထောင်ကောင်းမဲ့ဟာနဲ့ပြန်ရရတယ်ပေါ့နော် for arms given အလူဒါနတွေကိုလက်ခံတဲ့ခွဲ့အနေနဲ့ပဲအဲ့လိုသုံးကြသူတို့ပြန်လိုက်တာတော့ဘက်ကင်းဘိုးလို့ပြန်လိုက်တယ်အဲ့ဒီလိုမြတ်စွာဘုရားမနဲ့ကြတော့ကပိလုမြို့တဲကိုဆွမ်းခံဝင်တယ်အစဉ်တိုင်းအိမ်စဉ်လှဲလာတော့တခါမှလည်းအတွေ့အကြုံမရှိကြအောင်သုတ္တရဏမင်းကြီးရဲ့နန်းတော်ပဲတွေ့တဲ့အခါ
လူတွေစီနဲ့လှုပ်ရှားတာတွေကိုကြားတော့ယသောတရာကလမ်းကိုထွက်ချလိုက်တဲ့အခါမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေဟာတပိတ်လို့ခေါ်တဲ့ခွက်နဲ့ကြီးကိုကင်ပြီးတော့ဟိုရင်ကလာထဲတာလက်ခံဒီရင်ကလာထဲတာလက်ခံတယ်ဆိုတော့သူတို့စိတ်ထဲမှာတော့လိုက်တောင်းနေတယ်လို့ပဲရှုမြင်တယ်ပေါ့ဘုရားဘာသာမဟုတ်သေးဘူးဆိုဒီလိုပဲမြင်မှာပဲလေရှုနိုင်ငံနေဆိုတောင်းစားပုံမှန်နဲ့အရေးတောင်ယူခံရမယ်ဘာလို့တောင်းစားရလဲဆိုပြီးတော့အဲ့လိုမြင်တဲ့အခါယသောတရာကကိုကျိုးနေကုန်ပြီသူတို့အတွေးကတော့အဲ့လိုပဲရှိတာ哦သုတ္တရဏမင်းကြီးစီပြေးပြီးတော့ပြောတယ်သုတ္တရဏမင်းကြီးကခါတဲ့နန်းတော်ဘောကနေဆင်းလာပြီးတော့သူ့အရှက်ကွဲအောင်လုပ်တယ်ဆိုပြီးတော့မြတ်စွာဘုရားစီရောက်သွားတယ်နဲ့သူစောနေအစင်သင့်စားစရာတွေအစင်သင့်လောက်ထားတယ်ဘာဖြစ်လို့အိမ်ကလှည့်တောင်းတော့ဆိုမြတ်စွာဘုရားရှင်းပြတယ်တကားတော့မင်းကြီးတဲ့ဒါငါတို့လိုက်နိုင်ရတဲ့တို့ရဲ့အမျိုးအနွယ်ရဲ့အကျင့်ပဲလို့ပြောတော့ဟာအရှင်ဘုရားရဲ့အမျိုးအနွယ်ဆိုတော့ तू ကအဖေကိုဒီလိုတောင်းစားတဲ့မျိုးဟုတ်ပါဘူးဘာကြောင့်ဒီလိုလုပ်ရတော့ဆိုတေမင်းကြီးရဲ့အမျိုးအနွယ်ကိုပြောတာမဟုတ်ဘူးရှေးအစဉ်လာဘုရားစားတဲ့သူတော်ကောင်းတွေယဟန်တော်တွေဆိုတာဒီလိုပဲဆွမ်းခံပြီးတော့ရှားတဲ့ဆွမ်းနဲ့ကျင့်တတ်ပြီးပေါ့ပပအသက်မွေးတဲ့အလေးထားရှိတယ်လို့ရှေးဘုရားရှင်တွေဟာလည်းပဲသူတော်စင်တွေမှန်တဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်သူမှဒုက္ခမပေးဘဲနဲ့အထုပင်ဖိတ်တာမရှိလို့ရှိရင်အိမ်စဉ်လှည့်လည်ပြီးသူတို့လှူမှုတန်းမှုတွေအတွက်လက်ခံပြီးတော့ရတာနဲ့ကျင့်တတ်ကြတယ်ဒီလိုလိုက်ပြီးလက်ခံခြင်းအပြင်လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေလည်းပဲကုသိုလ်ရတယ်သူတို့လည်းဝန်တော့ဝန်ဘိုးမဖြစ်ဘူးအိမ်မှာရှိတဲ့အစားအစာလေးထွက်ပြီးတော့လောင်းလိုက်တာနဲ့သူတို့အတွက်ကုသိုလ်ကောင်းမှုတွေလည်းဖြစ်တယ်အိမ်တိုင်းဟာဒီအလုပ်ကိုလွယ်လွယ်ကူလုပ်နိုင်တယ်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောတာမျိုးရှိတယ်ပေါ့ပစ္စတိမူနိနောဘတ်တံထောကံကုလီနားလေသဘောပေါက်လာတဲ့ဘုရားဘာသာဝင်အိမ်နေတော့ဘုရားဘာသာမဟုတ်လည်းပဲဒီလိုအစဉ်လာရှိတဲ့အိမ်နေလာမဲ့ပုဂ္ဂိုလ်တွေအတွက်သူတို့ဘယ်သူပဲလာအစာအာဟာရကိုလာပြီးတော့တောင်းခံလာမယ်ဆိုလို့ရှိရင်တလုံးတဆုပ်ပေးဖို့ရတော့အိမ်တိုင်းမှာထွင်းလေးတွေရှိကြတယ်ပေါ့အစားအစာတွေရှိကြတယ်အဲ့ဒါကိုလိုက်ပြီးတော့လှူခံတယ်လို့အဲ့တော့ဘုန်းကြီးတွေဆွမ်းခံတာနဲ့တရောင်းစားတောင်းတာနဲ့ဘာကွာတော့ဆိုမြတ်စွာဘုရားရဲ့အစဉ်လားဘုန်းကြီးတွေဆွမ်းခံတယ်ဆိုတာဘာမှမပြောပဲတိတ်အိမ်ရှက်မှရှက်ချင်းပဲဖြစ်တယ်ဆွမ်းရတယ်ဆိုတာနှုတ်ကနေထွက်ပြီးတော့ဆွမ်းလူကြပါလို့မပြောဘူးအဲ့ဒါအရိယာပုဂ္ဂိုလ်ရဲ့တောင်းခံခြင်းပဲလို့ဆိုလိုတယ်နော်နှုတ်ကနေထုတ်ပြီးတော့မပြောဘဲနဲ့ဆွမ်းရတယ်ဒါကရှမ်းတော်တွေလိုက်နာတဲ့ကျင့်သုံးနည်းပဲပေါ့သူစေတနာရှိလို့ထွက်ပြီးတော့လောင်းရင်ယူတယ်ထွက်မလာဘူးစေတနာဒီမလှူဘူးဆိုလို့ရှိရင်လည်းခိတ္တခဏရပ်ဆောင်ပြီးတော့နောက်တဲ့အိမ်ကိုသွားတယ်နောက်တဲ့အိမ်ကလည်းလှူတဲ့လူရှိရင်လက်ခံတယ်မလှူဘူးဆိုရင်နောက်တဲ့အိမ်ဆက်သွားတယ်အဲ့လိုနီးနဲ့စားလောက်တဲ့အတိုင်းတာတစ်ခုရရင်ဆွမ်းစားတယ်ဒါရှေးတုန်းကတည်းကအစဉ်လာတစ်ခုအနေနဲ့လိုက်တာကျင့်သုံးတာဖြစ်တာသုတ္တရဏမင်းကြီးကဒီအစဉ်လာကိုမသိသည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီအစဉ်လာရှိတဲ့အကြောင်းကိုခုဓမ္မပဒမှာဒါနဲ့ပတ်သက်ပြီးတော့ဟောပြောတာနော်ဥဒိဋ္ဌေနပမေစေယဓမ္မံသူစရိတံစရိဓမ္မစာရိဒုက္ခံသေတိအတ္တမိန်လောကိပရမိစာရဟန်းဘဝမှာတဲ့အိမ်စဉ်လှည့်လည်ပြီးတော့ဆွမ်းရက်တဲ့အလုပ်ဆွမ်းခံတဲ့အလုပ်ကိုမမေးသင့်ဘူးတဲ့ဒါစံနမူနာပြတဲ့အနေနဲ့မြတ်စွာဘုရား
သုတ္တရဏမင်းကြီးကိုဟောတာ renounce လုပ်ပြီးတော့လူပေါင်းလူလောကခွာလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဥဒ္ဒိဋ္ဌိနပမေစေရတဲ့ဆွမ်းရတဲ့အကျင့်ကိုမမေ့ရဘူးတဲ့အဲ့ဒါကိုမှန်ကန်တဲ့အနေအထားအဖြစ်ကျင့်သုံးရမယ်အဲ့ဒီဆွမ်းရတဲ့အကျင့်ကိုစေရနာမှန်မှန်နဲ့ကျင့်သုံးရမယ်အဲ့ဒီလိုဆွမ်းရတဲ့အကျင့်ကိုကျင့်သုံးခြင်းဟာဓမ္မစာရိဒုက္ခံသေတိအတ္တမိန်လောကေပရမိစ္ဆာဆွမ်းရတဲ့အကျင့်ကိုကျင့်သုံးခြင်းဟာဒီဘဝမှာပဲဖြစ်စေနောက်ဘဝမှာပဲဖြစ်စေချမ်းသာဒုက္ခကိုရနိုင်တယ်ဒီအကျင့်ဟာကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်တယ်ဆိုတာကိုဟောတာနောက်ဆက်ပြီးဓမ္မံစရိသူစရိတံနန္နံဒုစရိတံစရိဒီဆွမ်းကန်တဲ့အကျင့်ကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ကျင့်ရမယ်သူတော်စင်သူတော်မြတ်တွေလှုပ်ထုံးတိုင်သွားရမယ်လှုပ်ထုံးတိုင်ဆိုတာခုနလိုအချိန်တိုင်းတာလေးတစ်ခုရစက္ခုတရေချပြီးတော့ပါဇက်ကထုတ်ဖို့ပြောကြခြင်းမပြုဘဲနဲ့ဆုံးကိုရည်စူးပြီးတော့ရရမယ်ဒါဟာမှန်ကန်တဲ့အချက်ပဲဟိုဟာလေးလောင်းစမ်းမှာဒါလေးလှူစမ်းမှာဆိုတာမျိုးမပြောရဘူးနော်ဘာပဲလောင်းလောင်းကောင်းတာလောင်းလောင်းမကောင်းတာလောင်းလောင်းရတာလေးနဲ့ကျင့်တတ်တဲ့အကျင့်ဟာဒါမှန်ကန်တဲ့အကျင့်ဖြစ်တယ်တဲ့နန္နံဒုစရိတံစရိယံဆိုတာမှန်ကန်တဲ့အကျင့်နဲ့နေရမယ်တဲ့အဲ့လိုမဟုတ်ဘဲနဲ့ဟိုမလှူခြင်းလှူခြင်းအောင်လည်းမပြောရဘူးတဲ့နော်မှန်ကန်မကျင့်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုတုံးဆိုဘုန်းကြီးတစ်ပါးကအိမ်မော်တက်ပြီးတော့ဒီဆွမ်းရက်အိမ်ရောက်လာဆွမ်းရက်အိမ်မော်တက်ပြီးတော့ဆွမ်းခံတဲ့အခါကျတော့အဲ့ဒီအိမ်ရှင်မကလည်းမလောင်းချင်ဘူးမလှူချင်တော့ဘုန်းကြီးကြောင်းအောင်ညင်းတယ်ညည်းတယ်ဆံဟိုးတယ်လည်းဆံမရှိဘူးဒီကိုယ်တော်ကလည်းအိမ်မော်ရောက်နေပြီဘယ်လိုလုပ်ရမလဲအိမ်မှာဆံဟိုးတယ်လည်းဆံမရှိဘူးချက်ပြီးသားဆွမ်းလည်းမရှိဘူးညည်းတွားတယ်တဲ့ညည်းတွားပြီးဆံသွားရှာအောင်မယ်ဆိုပြီးအိမ်မော်ဆင်းသွားတာဆင်းသွားရောဘုန်းကြီးတို့အတိုင်းထိုင်နေဆင်းသွားတဲ့အခါဆံမရှိဘူးဆိုတာဟုတ်သလားဆိုတော့မိဖို့ကြောင့်နဲ့ဟိုတက္ကမကြီးဆင်းသွားတဲ့အခါမိဖို့ကြောင့်နဲ့အိုးတွေလိုက်လှမ်းကြည့်တာကိုတော့အဲ့တော့ဆံကားရှိတယ်ဆံနေမကဘူးအဲ့ဒီငပုတ်ပြားကြီးနဲ့တွေ့တယ်ငချောက်ပြားကြီးနဲ့တွေ့ထားတယ်သူကနောက်ပြီးတော့ကြံညောင်းကြီးတစ်ခုနဲ့တွေ့တယ်ထညက်ခဲကြီးနဲ့တွေ့ထားတယ်ဟိုတက္ကမကြီးကညီးပြီးတော့မလှူချင်လို့ညီးတာဆံလိုက်ရှာမယ်ဆိုပြီးတော့ထွက်သွားလိုက်တယ်ပြန်ရောက်လာတဲ့အခါကျတော့ဆံမရခဲ့တဲ့ပုံစံမျိုးပြောတော့ဟိုဘုန်းကြီးကတက္ကမကြီးတဲ့ကျောင်းကလာခဲ့တဲ့ကဒီနေ့ကံမကောင်းမှုဆိုတာ तू တတိထားမိတယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့တဲ့လမ်းမှာမွေကြီးတစ်ကောင်နဲ့တွေ့ခဲ့တယ်တဲ့အဲ့ဒီမွေကြီးကဟိုမိဖို့ကြောင့်လည်းထောင်ထားတဲ့ကြံကြောင်းကြီးလောက်ရှည်တယ်ပေါ့သူမြင်တဲ့အကုန်ပြောတော့နော်အဲ့ကြံကြောင်းကြီးလောက်ကိုရှည်တယ်တဲ့ဒါနဲ့ကြောက်အလားနဲ့မွေကြီးကိုစီလာမှကြောက်တော့မွေကို6ဖို့ကြည့်လိုက်တဲ့အခါကျတော့ခဲကြီးတစ်လုံးတွေ့တယ်အဲ့ဒီခဲကြီးကဟိုထညက်ခဲကြီးလောက်ရှည်တယ်မိဖို့တွေကထညက်ခဲကြီးလောက်ရှည်တယ်ခဲကြီးနဲ့ပေါက်လိုက်တဲ့အခါမွေကြီးကရှူးဆိုပြီးတော့ပြင်းထောင်တော့ဟိုထက်က6ပြားကြီးလိုပဲအဲ့တော့စိတ်တွေဆိုးပြီးတော့မွေကြီးကပါဇက်ကြီးဟပြီးတော့မန်ဖီတဲ့အခါမှာသူ့သွားလေးတွေကဟိုးအိုးတွေကထမင်းစီလေးတွေလိုပဲဆိုဆန်းစီလေးတွေလိုပဲဆိုတော့ဖွာကြီးဖွက်လို့မရဘူးတက္ကမကြီးငါတော့ဒီကရုံးကိုလိန်လို့တော့မရတော့ဘူးဆိုပြီးတော့အဲ့ဆန်ချက်ငါ6လေးဖုတ်နော်ထက်ရက်ခဲလေးနဲ့ကြံချောင်းလေးဖြတ်ပြီးကတ်လိုက်ရတဲ့အဲ့ဒါကဒီရဟန်းတော်တစ်ပါးဟာမလုပ်တဲ့အလုပ်ကိုလုပ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကမကောင်းတဲ့အကျင့်ပုံစံမျိုးဖြစ်သွားတယ်ပေါ့
မလှူခြင်းတဲ့ပုဂ္ဂိုလ်မလှူခြင်းမနေရအောင်အဆက်ခွဲတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဒီဇာလံကဝိသုဒ္ဓိမက်မှာရေးထားရှိတယ်နော်ဒီဇာလံရှိတယ်အဲ့ဒါလို့မလုပ်ဖို့မြတ်စွာဘုရားကဓမ္မစရိသူစရိတံနနဒုစရိတံစရိမကောင်းတဲ့နည်းနဲ့မလုပ်သင့်ဘူးတဲ့ဓမ္မစာရိဒုက္ခတတိအတ္တမိန်လောကေပရမိစာတကယ်ကိုဆွမ်းရတဲ့ပိဋကပတ်ပိဏစာရိယဟန်ကျင့်သုံးရမယ်လမ်းကြောင်းအတိုင်းမေတ္တာဘာဝနာပွားပြီးတော့လှူတဲ့ဆွမ်းကိုသာနဲ့လက်ခံပြီးတော့ကျင့်သုံးရမယ်ဆိုတဲ့ဆွမ်းခံတဲ့အကျင့်ကိုခမည်းတော်မင်းကြီးကိုဟောလိုက်တဲ့အခါခမည်းတော်မင်းကြီးဟာသောတပန်တည်သွားတယ်လို့ဆိုတယ်နော်သုတ္တရဏမင်းကြီးကိုဟောတဲ့တရားဒါလေးကနောက်တစ်ခါမှတ်တမ်းတင်ထားတာဂရဏမတ်180ကျတော့ယထာပုဗ္ဗုလကံပတ္တိယထာပတ္တိမရိစိကံဧဝံလောကံအဝိခန္ဓမစ္ဆုရသနပတ္တိဆိုတဲ့ဒီဒေသနာတော်ကိုဟောတာဆိုလိုတဲ့အဓိပ္ပာယ်ကတော့ဝိပဿနာတရားအထုတ်နေတဲ့ယဟန်တော်တွေနဲ့ပတ်သက်ပြီးတော့ပြောတာခန္ဓာလူသားတွေရရှိထားတဲ့ခန္ဓာကိုယ်လူဘဝလူခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ကတော့ကိုထင်ထားတာတွေတခုမှမဟုတ်ဘူးတဲ့တန်လျက်ဆိုတာတွေ့ဘူးကြလိုက်မယ်တန်လျက်ဆိုတာနေတာပူပြီးတော့အခိုးလေးတွေထနေတဲ့အချိန်မှာလှက်နဲ့မြေပြင်ကအခိုးလေးတွေထွက်တဲ့အခါမှာအဝဲကနေလှမ်းကြည့်ရင်ရေပြင်ကြီးလို့လှိုင်းကြက်ကလေးတွေထနေသလိုအဲ့လိုမျိုးမြင်ရတာမရိစိတန်လျက်လို့ခေါ်တယ်တန်လျက်ကိုရေထင်၍ရွှေသမင်အလိုက်မှားတယ်ဆိုတာအဲ့ဒါပြောတာနော်နွေရာသီတွေမှာဆိုလို့ရှိရင်မြေပြင်ကထွက်လာတဲ့အပူငွေ့တွေနဲ့မိုးလေးပါလေးရွာလိုက်လို့ရှိရင်လည်းအဲ့ဒီတန်လျက်ဟာထင်ထင်ရှားရှားကြီးဖြစ်လာအဝဲနေခြင်းလှုပ်နဲ့အဲ့ဒီလိုဟာမျိုးအဲ့တော့ယဟန်တွေဟာလမ်းမှာအဲ့ဒီလိုတန်လျက်နဲ့တွေ့လာတဲ့အခါကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဒီအစစ်အမှန်မဟုတ်ဘဲနဲ့ထင်ရမြင်ရတဲ့အရေးအယောင်တွေကိုသူတို့ဟာဆင်ញင်သုံးသပ်ပြီးတော့လာကြတယ်နောက်တစ်ခါမိုးရတဲ့အခါမှာအိမ်တစ်ဆက်မြိတ်ကနေပြီးတော့မိုးရေကျတဲ့အခါမှာအောက်ကရေစီးကြောင်းမဟုတ်မိုးပေါက်ကလေးကြားလိုက်လို့ရှိရင်ပွက်ခနဲ့ဆိုပြီးတော့ရေပွက်ကလေးတွေထွက်လာတယ်အဲရေပွက်လေးဟာခဏလေးပေါက်ကွဲသွားတယ်နော်ရေပွက်ဆိုတာတေချာယူဆိုင်တော့တွေ့ဘူးပါလိမ့်မယ်နော်အဲ့ဒီရေပွက်ကလေးတွေဟာအမတမတူတောင်းတဲ့အချိန်လေးမှာပျက်စီးသွားအဲ့ဒီသဘောကိုဆင်ញင်သုံးသပ်ပြီးတော့ဒုက္ခနာမှာရှိတဲ့ယုတ်တိနံတွေဟာလည်းပဲအခုလိုလေးပဲရေပွက်ကလေးလိုတရံလေးပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်ဆိုတဲ့ဝိပဿနာတရားအထုတ်တဲ့ယဟန်တော်တွေဟာဒါကိုလည်းပဲရှုမြင်နေကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာယထာပုဗ္ဗုလကံပတ္တိယထာပတ္တိမရိစိကံဧဝံလောကံအဝိခန္ဓာကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တိနံတွေကိုတဲ့ဒီရေပွက်လို့ဘာမှမကြမတင်ခဏလေးတွေပဲရေပွက်ကလေးကပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်တာလို့ပဲကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့ရုပ်တရားနံတရားတွေဟာလည်းအချိန်တိုအတွင်းပျက်စီးသွားတယ်ဆိုတာကိုဆင်ញင်သုံးသပ်ရမယ်တဲ့တန်လျက်ဟာအဝဲကနေကြည့်လို့ရှိရင်တော့ရှည်ပြင်းကြီးတို့ထင်ရတော့လဲအနည်းရောက်တဲ့အခါဘာမှရှာမတွေ့တယ်လို့ပဲလူတွေရဲ့ခန္ဓာကိုယ်မှာလည်းပဲအနှစ်သာရဆိုတာဘာတစ်ခုမှရှာတွေ့မှာမဟုတ်ဘူးရိုဘောဆိုတဲ့အယုတ်လိုပဲလှုပ်ရှားနေတယ်သွားလာနေတယ်ဆိုတဲ့အရာတွေဟာတကယ်အရေးအယောင်များတာဖြစ်တယ်သိဆုံးသွားတဲ့အခါဘာတစ်ခုမှရှာလို့တွေ့တာရိုဘောဆိုတဲ့စက်ရုပ်ကလည်းပဲစကားပြောတယ်လှုပ်ရှားတယ်သို့တော့အလုံးပေါင်းစပ်ထားမှသာလှုပ်တာ哦အဲ့ဒီဘက်ထရီပဲဖြစ်ဖြစ်တစ်ခုခုဖယ်လိုက်လို့ရှိရင်ဘာမှလှုပ်ရှားလို့မရဘူး
ပူပေါင်းထားတဲ့အခါမှာ energy ဆိုတဲ့စွမ်းအင်လေးပေါ်လာတခုဖယ်လိုက်တာနဲ့စွမ်းအင်ဆိုတာမရှိဘူးနာယီကိုလည်းကြည့်လိုက်တိုင်ကနာယီတွေကိုကြည့်လို့ရှိရင်နာယီဟာမျက်နှာပြင်မှာခဏန်းနေရှိတယ်လက်တံလက်ရှိလက်တို့လက်ရှိလက်တံနှစ်ခုပါတယ်ခဏန်းနဲ့လက်တံလက်တို့ရဲ့အတွင်းကပင်နီယန်တွေပါတယ်ဘက်ထရီပါတယ်အဲ့ဒီစွမ်းအားနဲ့နာယီကလူတွေကိုဘာပြောနိုင်တော့ဆိုအချိန်ကိုပြောပြနိုင်တယ်အချိန်ပြောပြတယ်ပေါင်းမဆက်ထားတဲ့အခါအချိန်ကိုပြောနိုင်တယ်အဲ့ဒီပဲလက်တံအတူနဲ့အရှိတစ်ခုဖယ်လိုက်လို့ရှိရင်ဘယ်နှစ်နာရီတော့ဆိုဘယ်သူမှပြောလို့မရတော့ပြောနိုင်တော့ဘူးတစ်ခုဖယ်လိုက်ရင်ပြောလို့မရတော့သူအဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်မှာလည်းပဲတစ်ခုချွေရင်းသွားတာနဲ့အထက်ထဲမှာဘာမှအနှစ်သာရမရှိတော့ဘူးလို့ဒီလိုအဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောတာအဲ့တော့ဆိုလိုတာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှအနှစ်သာရမရှိဘူးဆိုတဲ့ဒီအနှစ်သာရကင်းမဲ့နေတဲ့အနေထားတစ်ခုကိုဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်နိုင်မယ်ဆိုလို့ရှိရင်မစ္ဆုရာဇာနပတ္တိကိုယ်သိမင်းမမြင်နိုင်တဲ့နေရာကိုရောက်သွားနိုင်တယ်တော့သိမင်းမမြင်တဲ့နေရာကိုရောက်ဖို့ရအတွက်ဝိပဿနာတရားအထောက်ဆိုဒါဖြင့်သိမင်းဆိုတာဘယ်သူတုံးလို့မေးလို့ရှိရင်တော့သိမင်းဆိုတာတခြားမရှာနဲ့မှန်လေးထောင်ကြည့်လိုက်ရင်ကြည့်နေတဲ့သူကသိမင်းပဲလေအဲ့တော့သိမင်းကရှာမတွေ့တော့ဘူးဆိုတဲ့အခါဘဝတစ်ခုမရတော့ဘူးကိုဆိုလိုတယ်နော်နိဗ္ဗာန်ဆိုတာလဲဘဝတစ်ခုမရတော့တဲ့အနေအထားမျိုးအကြောင်းတရားတွေကုံဆုံးသွားသည့်အတွက်ကြောင့်အကျိုးတရားဆိုတာမပေါ်လာတော့တာအဲ့ဒါနိဗ္ဗာန်ပေါ့ငြိမ့်သွားတာအဲ့လိုငြိမ့်သွားတာဘယ်လိုလုပ်ကောင်းမှာတော့လို့တွေးကောင်းတွေးလိုက်မယ်သို့တော့ရှိနေတာတော့ကောင်းလားလို့မေးကြည့်ရမှာနော်ခန္ဓာကိုယ်ရှိနေတာရောကောင်းသလားလို့ဆိုကြည့်လိုက်တဲ့အခါခန္ဓာကိုယ်ရှိနေတာလည်းမကောင်းတာတွေအများကြီးပဲလေဘာတွေမကောင်းလို့ဆိုရင်တဖြည်းဖြည်းအိုးလာတယ်ဟိုနာဒီနာတယ်နောက်ဆုံးမှသိရတယ်ဒါတဘဝတည်းလားဆိုမဟုတ်ဘူးဘယ်ဘဝရောက်ဒုက္ခတွေနဲ့ဒီတိုင်းသွားတာဖြစ်အိုနာသိနဲ့သွားတာအဲ့တော့ဖြစ်အိုနာသိဆိုတဲ့ဒီဒါကြီးကိုမကြော်လွှမ်းနိုင်တဲ့ခန္ဓာကိုယ်ကြီးဟာဘယ်လိုလုပ်ပြီးအကောင်းလို့သတ်မှတ်လို့ရမလဲနော်အကောင်းလို့သတ်မှတ်လို့မရဘူးအဲ့ဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေလွတ်ထားတော့မမွေးဖွားမှဒီခန္ဓာကိုယ်မရမှသာအိုခြင်းနာခြင်းသိခြင်းဆိုတာလွတ်မှဖြစ်တယ်မရအောင်ကသူ့ဘာသူရဆိုင်တော့မှာတော့မဟုတ်ဘူးအကြောင်းတရားတွေကိုဖယ်ရှားနိုင်မှသာလေအကျိုးတရားဟာရပ်မှဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုဖယ်ရှားနိုင်မှုအတွက်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ပြီးတွေ့တာမှုတွေအလုံးကိုဖယ်ရှားနိုင်ရမှာဖြစ်တယ်တွေ့တာမှုဖယ်ရှားလိုက်တဲ့အခါမှာဒီတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ခန္ဓာ၅ပါးဟာရှားဆိုင်သွားမှာဖြစ်တယ်အဲ့လိုခန္ဓာ၅ပါးဟာလုံးဝအကြောင်းတရားမရှိသည့်အတွက်ကြောင့်အလုံးဝချုပ်ငြိမ်းသွားတဲ့အနေထားတစ်ခုကိုဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ငြိမ်းခြင်းလို့ဒီလိုနာမည်ပေးထားတဲ့နိဗ္ဗာန်ပဲဥပိ္ပနံအပဝတ္တိတဲ့ဒုက္ခနဲ့ဒုက္ခသမုဒယတဏှာလဲတဏှာဆိုတဲ့အကြောင်းတရားလည်းမရှိတော့ဘူးတဏှာကြောင့်ဖြစ်တဲ့ခန္ဓာဆိုတာလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးအကြောင်းရောအကျိုးရောနှစ်ခုစလုံးချုပ်ငြိမ်းသွားတာကိုနိဗ္ဗာန်လို့ခေါ်တယ်ဥပိ္ပနံအပဝတ္တိនិရောဓလို့အဲ့တော့နိဗ္ဗာန်ဆိုတာအဲ့ဒီဘောကိုပြောတာအဲ့တော့ရှိတာကောင်းလားမရှိတာကောင်းလားလို့ဆိုတမန်ပုရိသေပုဂ္ဂိုလ်တွေကတော့ရှိတာကိုကြိုက်နေကြတယ်ဘာကြောင့်လို့ဆိုရင်တဏှာရဲ့လှည့်စားထားမှုကြောင့်ရှိနေတာကိုသဘောကျတယ်မရှိဘူးဆိုတဲ့အခါကျတော့သူကြောက်လန့်တယ်အမှန်တရားကိုသေချာသိပြီဆိုတာမရှိတာကကောင်းတယ်ဆိုတာသဘောပေါက်လာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဝိပဿနာတရားအထုတ်တာရှိနေခြင်းရဲ့ဆင်းရဲဒုက္ခတွေကိုသိအောင်အထုတ်ရတာရှိနေခြင်းကိုညှိငွေ့လာပြီဆိုရင်မရှိတာကိုသဘောကျလာမှာဖြစ်တယ်အဲ့ဒီကျမှနိဗ္ဗာန်ဆိုရောက်မှာပေါ့တော့ဘုရားဗဒဝင်သူတော်စင်နေနဲ့ဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုဆိုပြီးနိဗ္ဗာန်ကိုဥတည်ထားတာတမန်မိမိတို့ဒါလှုပ်တဲ့ဒါနကောင်းမှုပဲဖြစ်စေသီလပဲဖြစ်စေ
ဒါတွေကကံအဖြစ်ရောက်သွားတဲ့အခါမှာအကျိုးပေးနိုင်တာကတော့ကိုယ့်ရဲ့ဥတည်ချက်မရှိဘူးဆိုရင်အကျိုးပေးနိုင်တာသူ့ရဲ့ reaction သဘောတရားအရတန်တရားဝထဲပဲအကျိုးပေးတယ်သူကတန်တရားဝထဲပဲအကျိုးပေးတယ်ဆိုပါစို့ပါဏာတိပါဒကရှောင်းရင်ယောဂကင်းတဲ့အသက်ရှိတယ်ဆိုအကျိုးပဲပေးမှာနော်အာရိဏဒါနရှောင်းရင်ပစ္စည်းဥစ္စာတွေမပြည့်စည်ဘူးကာမိတုမိစ္ဆာဇရာရှောင်းရင်လူမုံမများဘူးမုဒ္ဒဝရရှောင်းရင်ဆွဆွဲမခံရဘူးသူရမေရိယရှောင်းရင်အတိညာဏ်ထက်မြက်တယ်ဆိုဒါတွေအားလုံးဟာတန်တရားထဲမှာပဲကျုပ်ပဲဒါနဆိုလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေကိုလှူတဲ့အစားအစာလှူရင်အစားအစာပေါ်များမယ်အဝတ်လှူခဲ့တဲ့ပုဂ္ဂိုလ်ကအဝတ်ပေါ်များတယ်စသဖြင့်သူ့ရဲ့ reaction သဘောတရားအရာဒါနကောင်းမှုကလည်းပဲတုံ့ပြန်တဲ့အကျိုးသီလကလည်းတုံ့ပြန်တဲ့အကျိုးဟာတန်တရားထဲမှာပဲပေးမှာပဲဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဣဒံမိပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဆိုတဲ့အခါကျတော့သူကတန်တရားအပြင်မဲ့ရောက်တဲ့နိဗ္ဗာန်ထိအောင်မပေးရမချင်းဒီကုသကံရဲ့အရှိန်ဝါကုန်မသွားတော့ intention ဆိုတဲ့ wish ဆန္ဒကိုဥတည်ပေးလိုက်တာနော်ဥတည်ပေးလိုက်မှသူကထွက်ပေါက်ဆိုတာရသွားနိုင်လို့မဟုတ်လို့ရှိရင်သူ့တဘာဝတိုင်းဆိုရင်တန်တရားတွေကအကျိုးပဲပေးမယ်နိဗ္ဗာန်ကိုဥတည်လိုက်ပြီဆိုရင်တန်တရားဟိုဘက်ကဟာပါပေးနိုင်သွားတယ်လို့ဒီလိုဆိုလို့ရရှိမှန်းချက်ကြောင့်မို့လို့အဲ့ဒါလို့သေမင်းမမြင်တဲ့နေရာရောက်တယ်လို့ဆိုတာသေမင်းဟာခန္ဓာ၅ပါးရှိထားတဲ့ပုဂ္ဂိုလ်ခန္ဓာ၅ပါးသည်သေမင်းမယ်သေမင်းမမြင်ဘူးဆိုတာခန္ဓာ၅ပါးမရတော့ဘူးဆိုရင်သေမင်းကမမြင်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဝိပဿနာတရားကျင့်ကြံကြုတ်ကိုအထောက်အဖြစ်အဲ့ဒီအထုတ်တဲ့ပုဂ္ဂိုလ်အောင်မြင်သွားလို့ကိလေသာတွေငြိမ်းသွားပြီဆိုရင်မစ္ဆုရာဇနပတ္တိသူ့ကိုသေမင်းကမတွေ့တော့ဘူးလို့သေစရာမရှိတော့ဘူးလို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုမြတ်စွာဘုရားကယဟန်တော်ဝိပဿနာတရားအထုတ်တဲ့ယဟန်တော်900ကိုအကြောင်းပြုပြီးတော့ထိတိသနာကိုဟောတာပဲဖြစ်တယ်ပေါ့အဲ့တော့အခုလိုမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေဟာအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့အမှန်တရားကိုဟောကြားတော်တာဖြစ်သည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေအမှန်ကန်သိဖို့အမှန်ကန်စဉ်းစားတတ်ဖို့အမှန်ကန်လုပ်တတ်ဖို့ဆိုတဲ့အသိဉာဏ်တွေရရှိဖို့ကြိုးစားအထောက်ကြဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့ဓမ္မပဒဒေသနာမှာဓမ္မရတနဲ့ဘဝသင်္ကန်းစာများဟာတကယ်ကိုဆင်ញင်သုံးသပ်ကြည့်မယ်ဆိုရင်ဓမ္မရတတွေကိုခံစားရရှိပြီးတော့မိမိတို့ဘဝအတွက်ဘဝသင်္ကန်းစာကိုရရှိနိုင်ရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း